အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် EV series တစ်နှစ်ကျော်ပြီပေါ့နော်တစ်နှစ်ကျော်ပြီဆိုတဲ့အခါကျတော့ EV ကိုစီးခဲ့တဲ့ EV အတွေ့အကြုံကောင်းတာလေးတွေရှိရယ်ဆိုးတာလေးတွေရှိရယ်အဲ့ဒါလေးတွေကိုကျွန်တော် user ချင်း share ပေးမယ် Okay ကျွန်တော်စီးတဲ့ EV ကားကကျွန်တော်2024 Volkswagen ID6 ပေါ့နော်ဒါကကြတော့တရုတ်ပြည်မှာပဲထုတ်တဲ့ version ဖြစ်တယ်အဲ့ဒီအကြောင်းလေးကျွန်တော် share ပေးမယ်ကျွန်တော်ဒီနောက်ပိုင်းမှာ Ridera ကျွန်တော်ဝယ်လိုက်တယ်ပေါ့နော် Ridera တစီးရှိတယ်ဒါပေမဲ့အဓိကတော့ ID6 အကြောင်းပဲကျွန်တော်ပြောပါမယ်အဲ့တော့ကျွန်တော်ဝယ်တာ showroom မှာပါ showroom က Volkswagen showroom ကနေပြီးတော့ဝယ်လိုက်တာဖြစ်တဲ့အတွက်2022မှာ4 December လောက်မှာကျွန်တော် order တင်လိုက်တယ်တင်လိုက်ပြီးတော့ဒါမှမဟုတ်ချိန်မှာကားရလဲဆိုတော့မေလကုန်ချွန်လောက်ဆိုတော့6လလောက်စောင့်လိုက်ရတယ်ပေါ့နော်ဝယ်လိုက်တဲ့ဈေးနှုန်းကကြတော့အဲ့တုန်းက$2900နဲ့ဝယ်လိုက်တာအဲ့တော့အဲ့မှာစပြီးတော့ပြောချင်တယ်ထူးထူးခြားခြားဘာဖြစ်နေလဲဆိုတော့အပြင်ကနေပြီးတော့ဒီတိုင်းတွင်းလာတဲ့ကားတွေနဲ့ဒီ Volkswagen showroom နဲ့မှာကား$300လောက်ဟာနေတယ်ဒါပေမဲ့ကိုကဘာဖြစ်နေလဲဆိုတဲ့အခါကျတော့အဲ့တော့ကျတော့ EV အကြောင်းလည်းသိမသိသေးဘူး EV လည်းကြည်ကြဲမဖြစ်သေးဘူးပေါ့နော်အဲ့လောက်ကြီး experience မရှိကြသေးတဲ့အခါကျတော့ကိုယ်စိတ်ထဲမှာစဉ်းစားလိုက်တာတကယ်ချင်းတယောက်ကိုမေးလိုက်တော့ကိုတိတိကျကျစီးမယ်ဆိုလို့ရှိရင်တော့ showroom ကဝယ်တဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့ဟိုတနေ့လောက်ပဲစီးမယ်ဆိုအပြင်ကဝယ်မယ်ဆိုစိတ်ထဲမှာဘလို့မှshowroom ကပဲပို့ပြီးတော့ဝယ်ခြင်းတယ်ပေါ့နော်အပြင်ကတခုခု motor ပဲဖြစ်ဖြစ် battery ပဲဖြစ် faulty ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကိုဘယ်လိုလုပ်မလဲကိုဘယ်လိုမှမလုပ်တတ်ဘူး showroom ဆိုတော့နည်းနည်းသူတို့ပို့ပြီးတော့တာဝန်ယူမယ်တာဝန်ရှိမယ်ဆိုပြီးတော့အဲ့လိုမျိုးလေးဝယ်လိုက်တာပေါ့နော်ထူးခြားတာကကြတော့အပြင်မှာကားတွေကကြတော့ဒီခေါင်ကလုံးဝအဖြူကြီးပေါ့နော်ကျွန်တော်ကြတော့ခေါင်အမဲလေးနဲ့ရလိုက်တယ်တခြား grade တွေကတော့ကျွန်တော်လည်းဘာကွာလဲတော့တေချာမသိဘူးကျွန်တော်ကတော့ဒီအပေါ်ရန်ဟာနဲ့ပဲကျွန်တော်ဆုံးဖြတ်ပြီးတော့အရင်ဆုံးယူလိုက်တာပေါ့နော်အဲ့တော့အခုတစ်နှစ်ကျော်ပြီတစ်နှစ်ကျော်မှာဘယ်ကိုသွားခဲ့ဘယ်တွေသွားပြီးပြီလဲဆိုတော့နေရာအစုံပဲတောင်ကြီးကလောကြီးပဲ4,500ကားလောက်ရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကလောမှာ project တွေရှိတဲ့အတွက်ကိုအဲ့လိုသွားရတယ်။နောက်မန္တလေးပြင်ဦးလွင်သွားလို့ရတဲ့လောက်အကုန်သွားရတယ်ပေါ့နော်။ကမ်းခြေလည်းသွားပြီးပါပြီ။အဲ့တော့အဲ့ experience တွေကိုကျွန်တော် share ပေးမယ်။share ပေးမယ်ဆိုတော့နံပါတ်1ကဘာလို့ဝယ်လိုက်တာလဲ။ဘာလို့ဝယ်လိုက်တာလဲဆိုတဲ့အခါကျတော့ကျွန်တော်ပထမတော့ကစီကားစီးပြီးတော့EV ကထုံးစံတိုင်းပဲယောဂထားရပါတော့ယောဂထားတော်တော်များများလည်းအားပေးကြပါတယ် EVC ရှုံးမှာ EVC ရှုံးမှာဆိုတဲ့အခါကျတော့တော်တော်လေးဆုံးဖြတ်ချက်ချခဲ့ရတယ်မျက်စိမိတ်ပြီးတော့ deposit ချခဲ့လိုက်တာပေါ့နော်အဲ့တော့test drive လုပ်တဲ့အခါမှာ EV နင်းကြည့်တော့မိုက်တယ်ပေါ့နော် Rex ဆိုတဲ့ Rex နောက်ပြီးတော့ဟိုတည့်ရတဲ့အတိုင်း EV က Porsche ရွှတ်ပြီးတော့စိတ်သွားတိုင်းကိုပါဆိုတဲ့အခါကျတော့အခုနောက်ပိုင်း C ကားနည်းနည်းပြန်မောင်းလို့ရှင်တော့ကိုကတခုခုပေါ့နော်feeling engine လေးနဲ့ EV လေးနဲ့ different taste ရှိရဲဆိုတဲ့အခါကျတော့okay ကိုလည်းဘယ်လိုပဲဖြစ်စီးလိုက်မယ်ဆိုပြီးတော့စီးလိုက်တာပေါ့နော်ဒါကြောင့်မလို့ EV ဝယ်ဖြစ်တာပါအဲ့တော့ဝယ်ပြီးတော့လည်းမိုက်ပါတယ်အထက်မှာ facility ဘာညာကိုဘယ်လိုပြောမလဲဆိုတော့ lifestyle တစ်ခုကိုပြည့်ဝရှိရလို့ခံစားရတယ်ပေါ့နော်ဒါကြောင့်မလို့EV ကိုဝယ်ဖြစ်တာပတ်သက်လို့ရှိရင်သုံးပြုစဉ်အတွင်းမှာကုန်ကျစရိတ်ပြတ်တာပါရှိလဲဆိုတာကျွန်တော်ပြပြမယ်เนาะအဲ့တော့တခြားလူတော့မသိဘူးစီကားမှာကျတော့ကျွန်တော်တို့စီထည့်ရတာရှိရပေါ့เนาะကုန်ကျစရိတ်နောက်တစ်ခုကကျတော့ဒီ engine wipe ဘာညာလဲရတာရှိရပေါ့အခုဆိုလို့ရှိရင်ကီလိုကျွန်တော်3000ရှိပြီတနည်းလောက်အတွင်းမောင်းတာပေါ့เนาะကီလို3000ရှိပြီဆိုတော့ဒီ experience မှာကျွန်တော် share သွားပေးမယ်အဲ့တော့အားသွင်းတာနဲ့ပတ်သက်ပြီးတော့ EV ဝယ်မဲ့ညီကိုများလဲဒါကတော့တစ်ချက်ပေါ့နော်အားသွင်းစရိတ်ကိုကျွန်တော်ကကြတော့ကိုယ့်အိမ်မှာပဲကိုသွင်းတယ် level 2 charger နဲ့ပဲသွင်းတယ်ဒီ16ဒါမှမဟုတ်လို့ရှင်22နဲ့ပဲသွင်းတဲ့အခါကျတော့ကျွန်တော်ညဘက်အိမ်ပြန်ရောက်တယ်ဆို9နာရီ10နာရီဆိုထိုးထားလိုက်တယ်ဆိုမနေ့3နာရီ4နာရီဆိုပြည့်ပြီအဲ့ဒါကိုတစ်ပတ်3ရက်လောက်သွင်းတယ်ဆိုတော့ကျွန်တော်မီတာကပဲရှိတာပေါ့နော်မီတာကပဲရှိရဲကျွန်တော်မှာဒီအားသွင်းတာနဲ့ပတ်သက်ပြီးတော့ကုန်ကျစရိတ်အထူးအထွေမရှိဘူးအဲ့တော့ကလောဘက်ကိုသွားတဲ့အခါ EV နဲ့အတွေ့အကြုံပေါ့နော်အတွေ့အကြုံနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ပုံမှန်အိမ်မှာအပြည့်တွင်းသွားတယ်ဆိုလို့ရှိရင်ကျွန်တော်နေပြီးတော့ထိရောက်တယ်အဲ့တော့ဒါမဲ့ကျွန်တော်နေပြီးတော့ထိရောက်မသွားပါဘူးကျွန်တော်တို့ဗမာ125မှာကျွန်တော်သွင်းတယ်သွင်းပြီးတော့ကလောဆိုတဲ့အခါကျတော့နေပြီးတော့မှကျွန်တော်အနည်းဆုံး9
85 80လောက်ထိရအောင်ပြန်သွင်းပြီးတော့မှကလောကိုတက်တယ်ပေါ့နော်အဲ့တော့ကလောကိုရောက်တဲ့အခါမှာကျွန်တော်30 40ကြားတဲ့ကိုကျွန်တော်အပြည့်ရှိတယ်အပြည့်ရှိပြီးတော့ကလောမှာအဲ့မှာဟိုတယ်ပေါ့နော်ဟိုတယ်တော်တော်များများလဲတဲဘူးနေပြီကလော Garden Hotel နောက်ပြီးတော့ကလော Heritage နောက်ပြီးတော့ကလောကလော Hey Villa မှာဟို EV net app ထဲမှာရှိတယ်အဲ့တဲကဟာတွေမှာတက်တင်တယ်ညဘက်တညလုံးအပြည့်သွင်းလိုက်တယ်တရားအပြည့်သွင်းပြီးရင်တောက်လျှောက်3တယ်ပေါ့နော်3ရက်နေမယ်ဆိုလဲ3ရက်3ပြီးနောက်ဆုံးပြန်ဆင်းမဲ့နေကြတော့မှအဲ့မှာမလျော့ပါဘူးအများဆုံးလျော့20 30လောက်ပဲလျော့တယ်ပြန်ဆင်းမယ်ဆိုတော့မှကိုအပြည့်ပြန်သွင်းလိုက်တယ်ပေါ့အပြည့်ပြန်သွင်းပြီးတော့နေပြီးတော့ထိရောက်တဲ့အချိန်မှာကျွန်တော်40လောက်ကျန်တယ်40လောက်ကျန်ရန်ကုန်ပြန်ရောက်တယ်ပေါ့နော်ကျွန်တော်အဲ့လိုပုံစံမျိုးနဲ့ပဲတောက်လျှောက်သွားတာဆိုတော့အဆင်ပြေပါတယ်အဲ့တော့စီးနေတဲ့အချိန်အတွင်းမှာလည်းအကုန်စင်ပြေနေရမဟုတ်အစစ်မပြေရလေးတွေအများကြီးရှိရပါတော့အဲ့ဒီတဲရဆိုလို့ရှိရင်အမုန်းဆုံးချက်ကတော့ EV ကားမှာအဲ့ဒီ sensor ကြီးနဲ့brake ကြီး auto brake ကြီးကစောင်းအုပ်တာပေါ့နော်ကြာလို့ရှိရင်နှလုံးရောဂါဖြစ်လိုက်မယ်အဲ့ဒီချက်ကြီးကတော့မကြိုက်ဘူးနောက် ID6 မှာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကဟို button လေးတွေကအရန်ဟို sensitive အဲ့လိုမျိုးလုံးဝဒီလိုလေးနဲ့ယုံနေမရဘူးနှစ်ခါသုံးခါတော့နေရတယ်ပေါ့နော်အဲ့ဒါတခုရှိတယ်နောက်ပြီးတော့ကားပြဿနာပိုင်းလဲဆိုရင် battery ကတော့ဥဒ္ဒတိဘာပြဿနာမှမရှိဘူးကျွန်တော်လည်း maintain သေးချလုပ်တယ်ခရီးသွားရင်ဒါ 100% charge လုပ်တယ်ဒါပေမဲ့ SOC တော့မစစ်ရသေးဘူးပေါ့နော် SOC စစ်ပြီးတော့လို့ရှိရင်လည်းကျွန်တော် comment မှာလာပြီးတော့မှတ်ပေးမယ်ပမာစစ်လို့ရလည်းမသိဘူး EV ဒေါက်တာတို့ဘာလို့မှရလာမသိဘူးကျွန်တော်ဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်လည်းတစ်ချက်မှတ်ပေးခဲ့အောင်နော်အဲ့တော့ battery ကတော့ဘာပြဿနာမှမရှိဘူးပြဿနာရှိတာ battery ဘာပြဿနာ battery အကြီးမှာတော့ပြဿနာမရှိဘူး CB 8လလောက်မှာတော့ဘာပြဿနာဖြစ်လဲဆိုတဲ့အခါကျတော့ကားဖွင့်မရတော့ battery sensor ပြတာရှေ့က battery sensor အသေးလေးပြတာအဲ့ battery sensor အသေးလေးပြတဲ့အတွက်ဖွင့်လို့မရအောင်ခဏထားတယ်တော့ယူပြီးတော့ဟိုးအဝေးသွားတယ်နှစ်ခါသုံးခါလောက်လုပ်ပြီးပြန်ပြီးတော့နိုးသွားတယ်အဲ့လိုပဲနှစ်ခါသုံးခါလောက်ဖြစ်တဲ့အခါကျတော့ကို showroom ပြန်ယူသွားတယ် showroom manager ကနေပြီးတော့ okay ဆိုပြီးတော့အကုန်လုံးပေါ့နော် net တွေပါတွေတခြားပြန်ပြီးတော့ကြက်ပြီးတော့ပြန်ပေးလိုက်တော့ပြန်ကောင်းနေပြီးတော့ဟိုနေ့ကျတော့ဖြစ်ချင်တော့အဲ့12 volt battery ပေါ့သူတို့ EV ဟိုစားမှာပါတဲ့ဥစားအဲ့ဒါကိုဟိုနေ့ကမှလုံးဝထိုးရက်သွားတော့ထိုးရက်တဲ့နေရာလည်းကားအဲ့ battery တကယ်တော့ဈေးကွက်ထဲမှာမရှိဘူးတော်တော်နဲ့မရဘူးအဲ့ရတဲ့ဆိုင်မှာထိုးရက်သွားတယ်ဆိုတော့အဲ့မှာအဆင်ပြေသွားတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ရှိမယ်နောက်တစ်ခုကကြတော့ကားစီးနေစဉ်အတွင်းမှာဗတ်မှန်ချိုးခံရတယ်ပေါ့နော်တကူကဗတ်မှန်ခွာသွားတယ်ဒါလည်းကံကောင်းတာကယူရိုက support ပေးတဲ့အခါကျတော့တညက်နေတယ်နဲ့ချက်ချင်းပြန်ရလိုက်တယ်ဗတ်မှန်တစ်ချက်ထဲကို9သိန်းလောက်တော့ပေးလိုက်ရတယ်အဲ့ဒါတစ်ချက်ရှိတယ်နောက်ဆုံးကအဲ့ဒါတော့အားလုံးနဲ့စိတ်ဝင်စားမယ်ထင်တယ်တာယာပေါ့နော်တာယာစီးနေရင်နဲ့အဲ့ဘယ်ဘက်တာယာတုတ်နဲ့လဲလာရှိတယ်ဆိုတော့အစကတော့အောက်ပိုင်းဖြစ်တယ်ထင်လို့လိုက်ရှာတာပေါ့နော်ပြဿနာဘာကြောင့်လဲအောက်ပိုင်းဖြစ်တယ်ထင်လို့လိုက်ရှာတာဒါပေမဲ့တလားလောက်ကြာသွားတယ်ဘာမှမတွေ့ဘူးအဲ့ဒါနဲ့တာယာဆိုင်ဒီနာတောင်းကလာနာတာယာဆိုင်အောင်သွားတော့ဘာမှမဖြစ်ဘူးတဲ့ဟိုပါပေါ့နော်တာယာဟိုဖြစ်တယ်ဆိုပြီးတော့အဲ့ဒါနေပြီးတော့အဲ့ထူးစအဲ့ဒါမဟုတ်သေးဘူးဆိုပြီးတော့အဲ့ဒီလုပ်ငန်းထဲမှာ18နှစ်လောက်အတွေ့အကြုံရှိတဲ့အကိုကြီးဆိုင်ပေါ့နော်အဲ့ဒါကိုသွားတော့သူတာယာလိန်နေရဲ့တာယာလိန်နေတယ်ဆိုတော့ okay အဲ့ဒါတာယာသူပြောတာတော့ဒီ EV ကားတွေရဲ့ပြဿနာကတာယာလိန်တဲ့ဒီနောက်က battery weight ကကြီးရဲ့အခါကျတော့နောက်ကတာယာလိုမျိုးမြန်မာပြည်ကလမ်းနေမှာဆိုတာယာလိန်တက်တယ်ပေါ့နော်အဲ့ဒါနဲ့တာယာလဲရမယ်ဆိုတဲ့အခါကျတော့နောက်ပြဿနာတစ်ခုကဒီကားတည်မလားဟို spare bay မပါဘူးလေ spare bay မပါတော့သူပေါက်သွားတယ်ဆိုရင်သူအထက်က gel နဲ့သူပြန်ဖာတဲ့ဥစ္စာရှိတယ်ဖာရဲဆိုတော့ဥစ္စာရှိတယ်ဒါလည်းဒီအကိုပြောပြလို့ sharing ပြန်လုပ်ပေးချင်တာပါလဲဆိုတော့အဲ့ဖာရဲ gel ကလည်းမြန်မာပြည်ကလမ်းနေမှာတော့အရန်သွားလို့ရှိရင်ဟိုအဲ့ဒါအရန်ပွားပြီးတော့ဘတ်နဲ့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့တိတ်ပြီးတော့ experience မကောင်းဘူးပေါ့နော်သူပြောတာပဲအဲ့ဒါကိုကျွန်တော်လည်းသိချာမသိဘူးဒီတိုင်းပဲသူပြောတဲ့အတွက်ကိုပြန်ပြီးတော့မျှဝေလိုက်တာဆိုတော့အစစ်မပြေတာတွေကတော့so far အဲ့ဒါတွေပဲရှိတယ်ပေါ့နော်ကျန်တာတော့အကုန်အဆင်ပြေပါတယ်ကျန်တာအကုန်အဆင်ပြေအခုတစ်နှစ်လောက်အတွင်းမှာလုံးဝအဆင်ပြေဘူးဆိုတဲ့ခေါင်းနဲ့ပေါ်လာတဲ့ဟာတွေကအဲ့ဒါပဲ
တာယာကတော့ EV ကားတော်တော်များများမှာတာယာလိမ်တယ်လို့ပြောတယ်အဲ့ဒါတစ်ချက်ကျန်တာအကုန်ကောင်းနောက်တစ်ဆက်တည်းအဲ့သူကတော့အကြိုက်မစီးရသေးတော့တေချာတော့ review မလုပ်ပေးရသေးဘူးပေါ့နော်နောက်ထပ် Riddler 6ပေါ့သူ Gilly ကထုတ်တဲ့ဟာအဲ့ဒါကျွန်တော်က2T လေး2T လေးကိုမှကျွန်တော် April မှာရထားရတယ်အခုထိလဲကီလိုက4000လောက်ပဲရှိသေးတော့ကျွန်တော် review တော့တေချာတော့အစအဆုံးမသိသေးဘူးပေါ့နော်ပါတယ်အခုမှအသစ်ပဲရှိနေသေးတော့ဒါမဲ့ so far experience အရန်မိုက်တယ်အပေါ်စီးကနေပြီးတော့မြင်ပြီးတော့တကယ် double gap ဆိုတဲ့ပုံစံမျိုးအတိုင်းပဲမောင်းရတာအရန်ကြိုက်တယ်အဆွဲယုံစောက်ရမ်းမိုက်တယ်သွားလိုက်လို့ရှိရင်ဟွာဖြစ်တာပေါ့နော်အတွင်းပိုင်းကတော့ကျွန်တော် ID6 လောက်တော့မကောင်းဆိုတော့ဝယ်ရတဲ့ဈေးကလည်းကွာတာပေါ့နော်ကွာရတယ်ဆိုတဲ့အခါကျတော့သူကကြောက် kilometer range 400ကျော်ပဲကိုကျွန်တော်တငယ်ချင်းကတခါတည်း group လိုက်ဝယ်တာဆိုတဲ့အခါကျတော့ကျွန်တော်တကယ်ကိုကန်ကောင်းစွာနဲ့ဈေးဆိုရလိုက်တယ်စနစီပြိုင်နေဝယ်တယ်ဆိုတော့ကျွန်တော်ဒီကတော့ price ကတော့မပြောတော့ပါဘူးအားလုံးလည်းတိမှာပါအဲ့တော့ကန်ကောင်းတာလေးတစ်ခုကကြတော့ဒီ EV တွေဈေးမတက်ခင်ကျွန်တော်ရလိုက်တယ်နော်ရလိုက်တယ်ဆိုတဲ့အခါကျတော့သူကကြတော့လုံးဝအမြင့်ပဲအကောင်ကြီးတဲ့အခါကျတော့ကျွန်တော်စိတ်ပေါ့ပါယူသွားပြီးစီးပစ်တဲ့ကားအမျိုးအစားတွေမှာပါတယ်တိတ်ပြီးတော့ worry မဖြစ်ဘူးဒီတိုင်းပဲကျန်လဲစီးတာပဲဒါမဲ့ဒီကောင်နဲ့ကလောသွားရဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီကနေရန်ကုန်ကနေ100အပြည့်သွင်းသွားရဲဆိုလို့ရှိရင်125မှာတစ်ချက်သွင်း125မှာတစ်ချက်သွင်းပြီးတော့200မှာတစ်ချက်သွင်းနေပြီးတော့မှတစ်ချက်သွင်းနေပြီးတော့မှတစ်ချက်သွင်းပြီးတော့185မှာ sorry 285မှာသွင်းပြီးမှကလောတက်ရင်တော့အဆင်ပြေမယ်ပေါ့နော်ဒါတော့ကိုတက်ဖူတာမဟုတ်နေပြီးတော့မှRiddler နဲ့လာတဲ့အကိုတယောက်ကိုတွေ့တဲ့အခါကျတော့ကလောတက်มาတယ်ဆိုဟာrange 400ကိုနဲ့အတူတူပဲဆိုတဲ့အခါကျတော့အဆင်ပြေပါမလားဆိုပြီးတော့မေးကြည့်ရင်နဲ့သူဟိုဖြစ်သွားတာပေါ့နော်သူက285မှာပြန်သွင်းပြီးတော့မှတက်မှာဆိုတော့ရမ်းမိုက်တယ်တော့စီးဘူးတဲ့ကားနဲ့ကလောတက်တာတော့တော်တော်လေးကိုအဆင်ပြေတယ်ဒါကတော့ Riddler ပေါ့နော် Riddler ဝယ်မယ်ဆိုလို့ရှိရင်တော့အားပေးတဲ့နေရာမှာကျွန်တော်ပါတယ်သူများတွေလို့တော့အများကြီးမစီးဘူးဒါပေမဲ့ကိုစီးဘူးတဲ့နှစ်စီးလုံးကတော့လုံးဝမတူဘူးပေါ့နော်တကူကကြတော့ ID6 family တိုက်ဆိုင်တယ်နည်းနည်း luxury ဘိုင်းအတွင်း grade တွေပိုကောင်းတယ်မြို့တွင်းတို့မြို့တွင်းမှာသွားရတာပို့ပြီးတော့ comfortable ဖြစ်တယ်လို့ခံစားရတယ်မြို့ပြင်ထွက်လို့ရှိရင်နည်းနည်းလေးကျွန်တော်စိတ်ထဲနည်းနည်းဝစ်နေရလို့ကျွန်တော်ခံစားရတာပေါ့နော်နောက်ပြီးတော့နောက်ကနေပြီးတော့ battery နဲ့ဝုန်းဆိုတော့ဂျိုင်းပြီးပါပြီဆိုဘုံတိုင်းဆိုပြီးအဲ့လိုဖြစ်သွားမလားဆိုပြီးတော့ worry လေးတစ်ချက်ရှိတယ်နောက်တစ်ခုကကျတော့ ID6 ပေါ့နော်ID6 ကကျတော့ utility ဆန်တယ်lifestyle နည်းနည်းလေးပိုဆန်တယ်သူက double gap ဆိုတဲ့အခါကျတော့နည်းနည်းလမ်းကျန်းတွေပါတယ်သွားဖို့အတွက်ကျွန်တော်စိတ်ထဲပို့ပြီးတော့ဟိုရှိတယ်အတွင်းပိုင်း grade ကကျတော့အဲ့လောက်မကောင်းဘူးဒါပေမဲ့အရင်စီးဘူးတဲ့စီကားတွေတက်ဆိုင်တော့အများကြီးApple Play တို့ဘာလို့အကုန်ရတဲ့ခါကျတော့ mic တွေပေါ့နော် sound system ကလည်းID6 တော့မကောင်းပင်မဲ့သူ့အနေနဲ့သူတော့ပြတ်သက်กว่าတယ်နောက်ပြီးတော့အဲ့ feeling ပေါ့အရန်မြင့်တဲ့ feeling အဲ့တော့သူများရေလို့တော့အကြာကြီးတော့မစီးဘူးဒါပေမဲ့ကိုတစ်နှစ်လောက်အတွင်းစီးရနေပြီးတော့ EV ပြောင်းတဲ့အချိန်မှာအခုပြန်စဉ်းစားကြည့်တဲ့အခါကျတော့ပြန်နံပါတ်1ကကျတော့အရန်ကြီးပြင်ရခက်တာတို့ဘာလို့လောဆယ်တော့ကားတွေအသစ်တွေပဲရှိတော့ပြောရတော့စောသေးတာပေါ့နော်ဒါပေမဲ့တစ်နှစ်လောက်အတွင်းမှာတော့အဲ့လောက်ကြီးစိုးစိုးရွားရွားမဟုတ်ဘူးတက္ကနာတစ်ခုတက်တိုင်းကျွန်တော်မှဖြည့်ရှင်းပြီးတော့ရှာဖွေလို့ရတယ်နောက် EV showroom တွေဟိုတွေကလည်းအတီးတီးပေါ်လာတယ်ပစ္စည်းတဲ့အဲ့လိုမျိုးပဲရှာလို့ရတယ်ဆိုတဲ့အနေအထားမျိုးလေးရှိရယ် ID6 ကတော့ experience မရှိသေးဘူးဒါပေမဲ့သိကြတယ်အခုမျိုးထဲမှာ Riddler 6 day sorry Riddler အဲ့လောက် Riddler 6 day အများကြီးပဲကိုဝယ်လိုက်ပြီးဆိုရင်နောက်ကနေပြီးတော့သူတို့တက်လိုက်ကြီးပဲရောက်လာလို့လားမသိဘူးအများကြီးရောက်လာတယ်သူတို့ရောက်လာပြီးလို့ရှိရင်ပစ္စည်းရလည်းအနေနဲ့များတော့ကြိုကြားအရင်မပေါ်အောင်ကြိုကြားဒါမှမဟုတ်လို့ရှိရင် showroom အနေနဲ့များစောင့်ထားတတ်တာမျိုးကြုံရတတ်တယ်ပေါ့နော်အဲ့တော့ကောင်းထဲမှာအဲ့လောက်ပူမနေဘူးဖြစ်တယ်ပေါ့နော်အဲ့တော့EV ကားနဲ့ရှင်လို့ရှင်ဗျာကျွန်တော်ကတော့အားပေးတယ်။ဘာကြောင့်လဲဆိုတော့ EV ကိုပေးရတဲ့ဈေးသည်စီကားမှာအများကြီး luxury great ပေါ့နော်စီကားတွေကအခုဈေးရန်ကြီးတဲ့ခါကျတော့ဒါမျိုးဖြစ်တဲ့ဟာမျိုးexperience မျိုးနဲ့ဒီဈေးနဲ့စီရတန်တဲ့အတွက်ကိုလည်း amount တစ်ခုကတော့ကိုယ်ကရှုံးပါပဲဒါပေမဲ့ရှုံးလဲ experience ပေါ့နော်
နှမုတ်ဆိုလို့ရှိရင်ဟိုဘက်ကနေပြီးတော့တိန်းထောင်ချီရဲ့ကားကြီးတွေကိုတကယ်ဟို8000 9000အဲ့လောက် experience ကို3000လောက်မှာကိုကရတယ်ဟဲ့ဆိုရင်ကျွန်တော်တကူရဲ့အတွေ့ရတော့မစိုးဘူးပေါ့တန်တယ်ပေါ့အဲ့လိုမျိုးသွားလို့ရတယ်ဆိုတော့အနေအထားမျိုးအားပေးတယ်များစီးကြပါများစီးကြမှလည်းပစ္စည်းတွေပေါ်လာပြီးတော့များပို့ပြီးတော့လှုပ်ကင်လို့ရမယ်လို့ကျွန်တော်ထင်တယ် highway သွားတာလည်းတခြားဒီ EV station ရှိအခုကလောဆိုလို့ရှိရင်ကျွန်တော်စဝယ်တော့ဆိုလို့ရှိရင်ဘာမှတိတ်မရှိသေးဘူးနှစ်ခုလောက်ပဲရှိသေးတယ်နောက်ပိုင်းကျတော့အများကြီးဖြစ်လာတယ်ဒါပေမဲ့ဈေးကတော့ကြီးနေသေးတာပေါ့နော်တ unit ကိုကလောမှာသွင်းတာဆိုရင်တချို့ဟာရဆိုရင်2500လောက်ထိတောင်းတာရှိတယ်သူဧည့်သည်ဆိုရင်ပြန်လျှော့ပေးလိုက်တာတော့ရှိရပေါ့နော်တချို့ဟာကြလည်း1500လောက်ထိယူတာရှိတယ်ဈေးကြီးနေသေးပေမဲ့ဟိုရွေးချယ်စရာရှိနေသေးရပေါ့နော်နောက်ဆုံးတစ်ခေါက်သွားခဲ့တော့ငွေဆောင်လည်း okay တာပဲပြီးတော့ဟိုအဆင်ပြေပါမလားပါလားတက်ကိုတော့ဆို experience ကောင်းတယ်ဒီဈေးနဲ့ EV ဟိုဟာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အားပေးတယ်လုံးဝ100%ဟိုနီးနေရတဲ့နေတွေပါရတော့အခက်အခဲဖြစ်မှာပေါ့နော်သွားလို့ရှိရင်ဒါပေမဲ့တော့ဆိုကိုသွားနေကြနေရာတွေငွေဆောင်တို့ချောင်းတာတို့မန္တလေးတို့ကတော့တော့ဆိုအဆင်ပြေနေတယ်အဲ့လိုပဲအဲ့တော့ကျွန်တော်အတွေ့အကြုံကနည်းနည်းလေးရှိပါသေးတယ်ဒီမှာအများကြီးစီးနေတဲ့ဆရာတွေရှိတယ်ဆရာတွေကနေပြီးတော့လဲဟိုဘာကားစီးလဲနဲ့ဘာ experience လေးတွေဒီ video လေးမှာ share ပေးခဲ့ပါအောင် EBC ရဲ့လူချင်းသိကြပါတယ်တစ်နှစ်ရှိတဲ့သူနှစ်ရှိတဲ့သူကျွန်တော်ကားတော်မှာဝါအများကြီးနှုတ်နေအောင်မယ်အဲ့တော့အမားပါလို့ရှိရင်လည်းကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ခွင့်လုပ်ပေးပါအားလုံးဗီဒီယိုကြည့်ပေးကြတဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်